ဒီလိုမျိုးမိခင်တယောက်ကဘာပေါ်မှာရှိနေနေတဲ့ဆိုတာတကယ်ကိုယုံကြည်နိုင်စရာမရှိပါဘူး။တမီးဖြစ်သူဝါလာတဲ့ဆိုတဲ့အချက်တစ်ခုတည်းနဲ့လေသူမကိုနေတိုင်းမိစာမကြီးတောဝက်မကြီးလို့ရရဆက်ဆက်ဆဲဆိုပတ်စာခတ်နေတာဖြစ်ပါတယ်။တကယ်တဲ့အကြောင်းရင်းကဘာဖြစ်မလဲ။တမီးဖြစ်သူငငယ်တုန်းကအရန်ဖြစ်ဖို့ကောင်းပြီးမိခင်အတွက်တော်ဂုဏ်ယူရာစုပလာဘခုလိုဖြစ်ခဲ့ပါတယ်။မိခင်ဖြစ်သူဟာသူမရဲ့ဂုံပကတော့အလားပါအတွက်တမီးကိုနေတိုင်းအကင်ခေါ်သွားပြီးလူတကာကိုကြွားလုံးထုတ်ခဲ့တယ်လို့လက်ခွက်ထက်ကဓာတ်ပုံစတူဒီယိုဆိုင်မှာပါတမီးရဲ့ဓာတ်ပုံကြီးကိုနှစ်တီတီချိတ်ဆွဲပြီးကြွားဝါခဲ့ပါသေးတယ်။ဒါပေမဲ့တမီးဖြစ်သူအရွယ်ရောက်ပြပတိလာတဲ့အခါမှာတော့ခဏကိုဖွင့်ပြလာပြီးကိုအလေးချိန်နဲ့တက်လာခဲ့ပါတယ်။သူမဟာငငယ်တော့ကလို့တေးတေးခွေးခွေးနဲ့ချစ်ဖို့ကောင်းတဲ့ကောင်မလေးတစ်ယောက်မဟုတ်တော့ပါဘူး။တမီးဖြစ်သူကမိခင်ထက်တောင်ကိုအလေးချိန်ပုံများလာတာကိုမြင်လိုက်တဲ့အခါမှာတော့မိခင်ရဲ့ရေခင်ကအချစ်တွေဟာရမ်းထွက်နေတဲ့ရွှန်ရှာမှုတီးမှုတွေအဖြစ်ချက်ချင်းပြောင်းလဲသွားခဲ့ပါတော့တယ်။တမီးဖြစ်သူဟာဒီနှစ်မှာပဲစေလန်စတက်နေတာဖြစ်ပြီးခန္ဓာကိုယ်ကြီးသွားဖွင့်ပြိုးဖို့လည်းအရန်အရေးကြီးတဲ့အချိန်ပိုင်းဖြစ်ပါတယ်။ကြားမိပါတယ်ဆိုရင်သားသမီးတွေကိုအာဟာရပိုကြစေဖို့မီးလက်မျိုးစုံနဲ့ပြုစုကြပြီးမယ်။ဒီမိခင်ကတော့တမီးရဲ့ကိုအလေးချိန်ကိုအရှက်တကွဲဖြစ်စရာလို့သတ်မှတ်ပြီးအိမ်မှာပဲဖြစ်ဖြစ်အပြင်မှာပဲဖြစ်ဖြစ်တမီးအစားစားနဲ့တားနဲ့ပိတ်ပင်ပါတော့တယ်။သူမဟာအကြောင်းပြချက်မျိုးစုံပြီးပြီးသမီးရဲ့နှုတ်ကိုပိတ်စေတယ်လို့ရဲရဲဆက်ဆက်တဲ့အမီဆိုးတွေနဲ့လည်းပြင်ကုန်တက်ပါသေးတယ်မိစ္ဆာမတော့မှပဲအမှန်တော့ဒီမိခင်ကဘလူးမျိုးပြည့်စုံတော့တဲ့သမီးမျိုးကိုလိုချင်နေမှဘယ်သူမှမသိနိုင်ပါဘူးကံကောင်းထုံမှန်စွာနေလေသမီးဖြစ်သူဟာနူးညံ့တိမ်ပြိုတဲ့စိတ်ကြံခိုင်တဲ့တဘာဝရှိရှာပါတယ်သူမဟာစိတ်တက်ကြပြီးပြိုလဲမသွားခဲ့တဲ့အပြင်သူမပြောင်းလဲပြဖို့တိတ်တက်စာကြီးကျူးစားခဲ့ပါတယ်သူမဟာကြောင်းသွားတဲ့လမ်းမှာခက်သက်သက်လမ်းလျှောက်တဲ့လေ့ကျင့်ခင်းကိုဆွဲနဲ့လွတ်ခဲ့တယ်လို့မြောက်ရဲ့ထားဆောင်နေတဲ့အချိန်မှာတော့တခြားလူတွေရဲ့စိုက်ကြည့်နေတဲ့အကြည့်တွေကိုဂရုမစိုက်ပဲထိုင်ထွားလေ့ကျင့်ခင်းတွေကိုပြုလုပ်ခဲ့ပါတယ်လူများရှိမှဝိကြဟိုရဲရဲဝဝလေ့ကျင့်ခင်းနေတဲ့သူမရဲ့စီကန်းစီမှုနဲ့တတိကတော့ကဲကိုရနာချပေါင်းတာပါတယ်။ကျောင်းစင်းတဲ့အခါမှာလည်းတမီးဖြစ်သူဟာမိခင်ရဲ့စားတောက်ဆိုင်မှာဝီရော့ကူညီပေးပါတယ်။သူမဟာမိမိလွတ်ရက်တွေကအတွက်မိခင်စီကအနေအတိအမှတ်ပြီးလာယိုလာရင်ညမျောလေးနေရှာပါတယ်။ဒါပေမဲ့မိခင်ရဲ့မျက်လုံးတွေကရွှန်ရှားမှုတွေကိုတော့ဘယ်တော့မှမခုံခိုက်မထားခဲ့ပါဘူး။တမီးကိုမြင်လိုက်တာနဲ့မိခင်ဖြစ်သူဟာအကြောင်းရှိတဲ့အပြစ်ပြုပြီးဖယ်မှာတော့တယ်။အမှန်တော့အရွယ်ရောက်စအချိန်မှာဖွံ့ဖြိုးခြင်းကြောင့်ကိုအလေးချိန်ကြောင်းနေတာကအချိန်ကြာလာတာနဲ့တပြိုင်နက်ပြန်နေတင်းထိတ်သွားတာမျိုးပါပဲ။တမီးဖြစ်သူကတော့မိခင်ရဲ့မျောလင်းချက်ကိုပြီးမီစေဖို့သူမတက်နေတဲ့အစွမ်းကုန်ကြိုးစားနေကြပါပဲ။ဒါပေမဲ့မိခင်ဖြစ်သူကတော့သူမရဲ့ဂုံပကားထောင်ချောက်ထဲမှာပိတ်နေတယ်။မိမိနဲ့အနီးဆုံးရှိနေတဲ့တမီးအရင်ကိုပဲအနာကျင့်ဆုံးစကားတွေနဲ့နှိမ့်ဆက်နေတဲ့ပါပဲ။ဒီလိုမျိုးနှိမ့်ချပြီးဆုံးမတဲ့ပညာရဲ့ကကလေးရဲ့ရင်ထဲမှာတပဝတ်လုံးစားစိတ်တရတွေကျနေနေနိုင်ပါတယ်။မိဆွေတို့ကဘလို့ထင်ပါလဲ။ကလေးကပဲလုံလောက်ခင်မပြောရလား။ဒါမှမဟုတ်မိခင်ရဲ့လွန်ကဲအတန်နဲ့ဆွဲလမ်းမှုတွေပဲတကယ်ကိုကြောက်စရာကောင်းနေတာ